အားလုံးမင်္ဂလာပါတသားလေးကကြမ်းမာပြီးတော့တန်ဆွမ်းတယ်အဲ့တော့သူ့မရှိတဲ့တက်လက်လေးတစ်ခုကိုသူကပြချင်တာဖြစ်ပါတယ်ကဲပါလဲဆိုတာကိုကြည့်ရအောင်သူလည်းပဲအရန်ပဲစိတ်လို့ရှားနေတယ်ထင်တယ်ဟုတ်ပြီကဲကြည့်အောင်နော်ကဲတသားလေးတီနီတိုယေနောက်တစ်ခါတီနီတိုအားလေအရှိလေနောက်ဆုံးတစ်ခါလားတီနီတိုဝါဟုတ်ပါတယ်တသားလေးကတမာပြီးတန်ဆွမ်းပါတယ်ဘာဖြစ်လို့တမာပြီးတန်ဆွမ်းတာလဲမမေရပြောပြပါအိုရောက်တသားလေးကိုကင်ထားပြီးတော့ကျမကိုဝင်ဆောင်တော့က opening talk ခဲ့တယ်လို့မွေးပြီးတော့ making note ပဲတိုက်ပါတယ်အဲ့ဒါကြောင့်ကျမတို့ရဲ့တတလေးကျမပီတန်ဆွမ်းတယ်ကျမပီတန်ဆွမ်းတယ်ဟုတ်လား